Hello မင်္ဂလာပါဒီနေ့25ရက်နေ့အတွက်မြင်ထားတာလေးတွေကိုထပ်ပြီးပြောပေးဦးမယ်နော်ဒီ9ခွန်ရဲ့ဂျာကနံ8လာပါလိမ့်မယ်ဒီမှာ49ဆိုပြီးတော့4ပရိတ်စင့်ကြထားတာဖြစ်တဲ့အတွက်49ပရိတ်ဟာအောက်မှာလာပါလိမ့်မယ်ဒီမှာ10ပရိတ်ပေါ်အောက်စင့်ကြတော့38ပရိတ်တွေလာပါတယ်ဒီမှာအပူညီကိုရဲ့1ချိန်13 1ချိန်ရချင်းလုံးသွားပါပြီ13 1ချိန်ကျန်နေပါတယ်လာပါလိမ့်မယ်နောက်ဒီတနင်္လာရဲ့မနက်ကနန်းထိတ်လုံးဟာပြန်ပြီးတော့အောက်ရက်တွေမှာပြန်ကြပါတယ်တော်တော်များများပြန်ကြတယ်ပေါ့နော်ဖောင်းပွဲရှိတဲ့ရက်တွေမှာလားကြတာဒီနှစ်တလုံးကအောက်ရက်မှာပြန်လာပါလိမ့်မယ်တနင်္လာအဖွင့်ပွဲမှာစုံလေးလုံးဖြစ်ထားတယ်အဲ့ဒီစုံလေးလုံးဖြစ်ထားလို့ရှိရင်အောက်ရက်မှာစုံအပူပါပေါ့နော်စုံအနည်းဆုံးတစ်ချိန်ပြန်ကြပါတယ်ဒီအောက်3ရက်မှာလက်ဆောင်အနေနဲ့ပေါ့နော်ခွန်တက်နဲ့ခွန်လေးနှစ်ကွက်ဒီ9ခွန်ကတော့ကိုတော်တော်လေးအဆင်ပြေသွားတယ် okay သွားတယ်ပေါ့ဒါခုနေ့ကအဖွင့်ပွဲမှာဒီဘက်က site တွေကပြခဲ့တယ်မှန်နေတယ်ပေါ့နော်ဒီထိတ်ကမနေ့ကတော့သူဖောက်ပါတယ်အဲ့ဒါတွေနဲ့အကုန်ချုပ်ပြီးတော့မနေ့က9ခွန်ထိုးရတာပေါ့နော်ဒါတော့ဒီ3လုံးပေါင်းချင်း4ခုဝင်ချင်းဒီ3လုံးပေါင်းရင်4ပါပါ9 4ခုဝင်ချင်းပြခဲ့တယ်ဒီ3လုံးပေါင်းရင်4ပါပါ9 4ခုဝင်ချင်းဒီ3လုံးပေါင်းရင်9ပါပါ4 9 4ဝင်ချင်းဒီနောက်ဇောင်းပေါင်းချင်းညနေခင်းနဲ့ဇောင်းပေါင်းချင်း9ရက်6ရက်ပေါင်း1ပါပါ6 16ဝင်ချင်း9ရက်4ရက်ပေါင်း9ပါပါ4 9 4ဝင်ချင်း9ရက်3ရက်ပေါင်း9ပါပါ4 9 4ဝင်ချင်းဒီနေ့အတွက်ဆိုလဲ4ရက်5ရက်ပေါင်း9ပါပါ4 9 4ဝင်ချင်းသူကနောက်တစ်ခုမြင်တာလေးရပါတော့ဒီမှာထိတ်စီးလေးနောက်ထိုင်လေးလေးချင်းဆောင်လှမ်းပေါင်းလိုက်လို့ရှိရင်8 3ပရိတ်1ရက်3ရက်ရဲ့ဆောင်လှမ်းပေါင်းလိုက်လို့ရှိရင်1ပါဝါ6 16ပရိတ်2ရက်5ရက်ဆောင်လှမ်းပေါင်းလို့ရှိရင်ခွန်ပါဝါ2ပရိတ်ဒီမှာကြာမလားပေါ့အဲ့တော့ပေးမယ်ဆိုရင်လည်းသူက9ပရိတ်ကိုကြောက်ခနဲ့အနေနဲ့ပေးမယ်3တလုံးကလူတော်တော်များများလိုက်နေတော့3ကနည်းနည်းဟိုဖြစ်တယ်အဲ့တော့3ကိုမေ့ထားပြီးတော့ကိုကပရိတ်ဒီမှာ4ခုပရိတ်ရှိရဲ့ဒီမှာအခုလက်တလောနေ့တိုင်းဆန်လာနေတဲ့ပရိတ်က9ပရိတ်ရှိရဲ့ဒါကိုကီးတွေနဲ့တွဲပြီးတော့စော့ကြည့်ရပါမယ်နောက်ဒီခါပေါင်းချင်းခွန်ရ9ရက်ပေါင်းရင်နှစ်ခက်4ဝန်းချင်းပေါ့နော်ဒီမှာက4ရက်5ရက်ဆိုတော့9နှစ်ခက်6ဝန်းချင်းဒီမှာက3ရက်9ရက်ပေါင်းရင်9နှစ်ခက်6ဝန်းချင်းဒီမှာက6ရက်4ရက်ပေါင်းလိုက်3ခွန်ဝန်းချင်းဒီနေ့တော့ကတော့ခွန်ရ9ရက်ပေါင်း6နှစ်ခက်6ချင်း6ချင်း9 4ချင်း3 5ချင်းဒီထိတ်လုံးဒီမိနစ်လုံးကလည်းသူကပေါ့ကီးအနေနဲ့ညှိတယ်16နှစ်ခွန်တနည်းခွန်ကီးအနေနဲ့ညှိတယ်ပေါ့နော်ဒီမှာဆိုလဲ4ခုအပူဖြစ်နေတဲ့အတွက်4ခုပေါ့နော်ဒီမှာကျတော့16 5 3ည16ကဘယ်နှပိုင်းကြီးပြီး5 3ညညနေပိုင်းကြီးဒီမှာက2ခွန်16ဆိုတော့ဒီမှာ2ခွန်16ကီးနဲ့9လေးနဲ့ဒီမှာ9လေးတူနေတာ哦ပရိတ်လိုင်းကဒီမှာ16ပရိတ်16ပရိတ်မှာကိုယ်6ပရိတ်ကိုကြိုက်တယ်6ပရိတ်ကိုကြိုက်တဲ့အတွက်ဒါ9ခွန်ဟာတင်းကနန်း9ခွန်တင်းကနန်းနဲ့အောင်ရတာပေါ့နော်ကိုကလည်း
ပြောရမယ်ဆိုရင်ဈေးရောက်တဲ့သူဆိုတော့လုံအောင်မိုးလင်းတာနဲ့ဈေးဆိုင်ဖွင့်တယ်ဒါတော့မှနေ့ကင်းနားချိန်အနေနဲ့7 နာရီဆိုရင်ပိတ်တယ်3 နာရီခွဲကျမှပြန်ဖွင့်တယ်ညဆို9 နာရီထိဖွင့်ပေးရတယ်ရက်ကွက်ထဲမှာဈေးရောက်တာဆိုတော့မအားဘူးပေါ့နော်နောက်ကိုမြင်နေပေမဲ့လည်းဗီဒီယိုမတင်ပေးနိုင်ဘူးပေါ့နော်လိုက်လေအဲ့ဒါကြောင့်မလို့မလွှင့်ပေးတာလိုက်မလွှင့်နိုင်တာချိန်မရလို့မအားလို့အခုမနေ့ဆိုရင်လည်းဒါနိုးတယ်ဆိုရင်ကိုအလုပ်တွေကိုလုပ်ရတယ်ပေါ့နော်ဒါဘာပဲဖြစ်ဖြစ်ကိုမှစောင့်ရှောက်တဲ့အဆောင်ရှောက်တွေရှိရဲ့စောင့်ရှောက်တဲ့ပုံကိုယ်တွေချစ်ခင်အောင်အတွက်မျက်မိုးလင်းပြိတော်ရွတ်တယ်ဒါပြီးရင်ဒီလိုကိစ္စလေးတွေနည်းနည်းပါးပါးလုပ်ပေးတယ်ပေါ့နော်တောင်းနေတာနဲ့ဈေးဆိုင်ဖွင့်တယ်ပေါ့အဲ့လိုပုံစံနေနဲ့တော့ရတာပေါ့တနေ့နောက်ပြီးကျတော့အိမ်မှာကလူပုံမထားဘူးလူပုံမရှိဘူးအိမ်မှုကိစ္စအကုန်လုံးကိုယ်တိုင်လုပ်တယ်သူများလုပ်ရင်လည်းစိတ်ထဲမကြတဲ့အတွက်ကိုယ်တိုင်လုပ်တယ်အဲ့ဒီအတွက်မအားဘူး10 နာရီခွဲပြီးတာနဲ့ကိုကအဲ့ဒီအချိန်မှာဈေးရောက်လာနည်းနည်းလေးပါတယ်တဲ့လူတွေပါသွားပြီးရှင်းသွားပြီးဖြစ်တဲ့အတွက်ကိုကအဲ့ဒီအချိန်မှာကြာရင်နော်ပထန်းရွတ်တယ်ပေါ့နော်အဲ့ဒီအလုပ်တွေကကိုယ်နောက်ပါမဲ့အလုပ်တွေလုပ်နေတာဇရဏအလုပ်တွေလုပ်နေတာဖြစ်တဲ့အတွက်ကိုကနည်းနည်းတနေ့ကမှ run နေတာမအားဘူးပေါ့နော်အဲ့အတွက်ကိုဗီဒီယိုတွေရိုက်ပြီးတော့ထပ်ပြီးတော့တင်ပေးဖို့ဆိုတာအဆင်မပြေဘူးပေါ့နော်သိနေတယ်မြင်နေတယ်ဒါပေမဲ့အဆင်မပြေဘူးအဲ့အတွက်ကိုတော့နည်းနည်းလေးအားမလို့ပါမရဖြစ်တယ်ပေါ့နော်ကိုယ်သိမအားတဲ့လူဆိုတော့ဒါတော့မှဒီလိုဗီဒီယိုတစ်ခုရဖို့ဆိုရင်မနေ့ကိုကြိုးစားပြီးတော့လုပ်ရတာကိုယ့်ရဲ့အချိန်လေးတွေနဲ့လူပြီးတော့လုပ်ပေးရတာအဲ့လိုအနေထားရှိတယ်အဲကြောင့်မို့မြင်ပေမဲ့ပြောလို့မရဘူးအဲ့တော့ကိုလူတွေတော့ဘလို့ဖြစ်မလဲတော့မသိဘူးပေါ့အဲ့လိုတော့စိုးရိမ်နေသုံးလုံးလေတနင်္လာနေ့အဖွင့်နေ့မှာဒါပေးနေကြစတိုင်ဆိုပြီးအချောင်းနှိုက်လိုက်တာပေါ့ဒါပေမဲ့ तू မပေးသွားဘူးအဲ့တော့ကိုယ့်ရဲ့ main လုံးဖြစ်တဲ့ကိုယ်ပဲကိုကစက်ပတ်ရတာပေါ့နော်ကိုစက်ပတ်တယ်ကိုခွန်ကတင်ကနေပေါ့ဒါကိုယ့်ရဲ့နောက်မှာကိုဟိုပေါ့ခွန်တလုံးအားတာနေတာကိုပေါ့ကိုစိတ်ထဲမှာတည်နေတဲ့အတွက်ကိုခွန်ကတင်ကနေဒါကြောင့်မလို့ဒီကိုခွန်ထွက်သွားပေမဲ့ तू ကျန်နေသေးတဲ့အရာလေးတွေဒီမှာပေးထားပေးတာဒါလေးတွေကအထားလေးတွေရှိတယ်အဲ့တော့ကိုထွက်သွားပြီဆိုတော့နောက်ကိုင်းရမယ့်အလုံးက9ပဲရှိတယ်လေဒီ3လုံးပြောပေးထားတဲ့ထက်မှာ9ပဲရှိတယ်3တလုံးကျန်နေသေးတယ်3ကတော့ကိုကလာပါလိမ့်မယ်ဒီတစ်ပတ် तू 3မပြောက်ပါဘူး3လာပါလိမ့်မယ်အဲ့တော့ဒီမနေ့မှာတဲ့3လာမယ်ဆိုရင်39ဆိုတဲ့ကဏ္ဍ6နှလုံးထွက်ထားတာဖြစ်တဲ့အတွက်6နဲ့ကြောင်း6ကဏ္ဍပေါ့နော်ဒီမှာနှစ်ပရိတ်ရှိတဲ့အတွက်39တစ်ပတ်ကိုကြိုက်ပါတယ်နောက်နှစ်ပရိတ်စုံထဲမှာရှိတဲ့3ည2ကိုကြိုက်ပါတယ်3ည5ကို1 chain နဲ့3ည2ကိုကြိုက်ပါတယ်ဒါဒီမနေ့ပိုင်းကိစ္စနော်ဒီစုံအပူပါဆိုတဲ့အရာလေးကိုတစ်ချက်ပြပေးမယ်ဒီမှာအဖွင့်နေ့မှာမလေးလုံးကြတယ်ပေါ့မမကြီးပဲကြတယ်မမကြီးပဲကြလို့ရှိရင်အောက်မှာမတစ်ချိန်ပြန်ကြပါတယ်တစ်ချိန်ကြရပြီဒီမှာစုံလေးလုံးအဖွင့်နေ့ထွက်ပါတယ်အောက်မှာစုံတစ်ချိန်ပြန်ကြပါတယ်ဒီမှာစုံလေးလုံးစုံမနေ့ညစုံကြပါတယ်စုံဒီမှာအောက်နေ့မှာတစ်ချိန်ပြန်ကြပါတယ်ကြော်သွားလို့ဒီမှာမနေ့ညကြပါတယ်ဒီမှာအောက်မှာမတစ်ချိန်ပြန်ကြပါတယ်တစ်ချိန်ပြန်ရပါပြီဒါအရှိတွေမှာလည်းရှိရပေါ့နော်ဒါကအချိန်သိမရလို့မပြတော့တာပါဒီမှာမနေ့ညကြတယ်အောက်မှာမတစ်ချိန်ပြန်ကြပါတယ်ဒီမှာလည်းမနေ့ညကြတယ်မလေးလုံးဖွင့်နေမှာကြတယ်အောက်မှာမတစ်ချိန်ပြန်ကြပါတယ်နောက်ဒီမှာမနေ့ညမလေးလုံးမကြတယ်ဒီမှာမတစ်ချိန်ပြန်ကြပါတယ်အခုစုံလေးလုံးကြထားပြီမနေ့စုံညစုံကြထားတယ်အဲ့ဒါကြောင့်မလို့စုံလေးလုံးကိုဒီမှာခွေပြီးတော့အောက်3ရက်မှာလိုက်ထိုးတင်ပါတယ်
ဒီ3တလုံးကိုမဲနေပြီးတော့ကိုယ့်ရဲ့ကနန်းတွေလွတ်သွားတာတွေဖြစ်လို့မရပါဘူးเนาะဒီမှာဆိုလဲကိုပတ်တီเนาะဒီခါနှလုံးပေါင်းခြင်းသူကကာမကြောပါဘူးကိုပတ်တီထွက်သွားတယ်ကိုပတ်တီထွက်ပြီးပြီဆို3ရဲ့5ရဲ့နှလုံးပဲကျန်တော့တယ်3ရဲ့5ရဲ့နှလုံးမှာသူကအာသာချက်က3ကရမ်းမဲနေကြတာ5ကအာသာပါတယ်ဒါကြောင့်မလို့ကိုက5ကိုဆက်ပတ်ပါတယ်5ကိုဆက်ပတ်တယ်ကို5ကရှေ့ပတ်ထဲကကိုကနည်းနည်းလေးကြိုက်နေတဲ့ခဏဖြစ်တဲ့အတွက်သူကကို5ကနည်းနည်းလေးချင်းနေပိုလှသွားတယ်ပေါ့နော်ဒီမှာတော့ပို့ပြီးတော့အောင်မွေးခံတာပါဒါကတော့တော့ရပြီးသားဆိုတော့လည်းနှစ်ဆက်ရိုက်တဲ့သဘောပါအခုစုံ5လုံးကိုလိုက်ပါမယ်ကိုလိုက်မယ်ဆိုတာကိုပြောတာနော်အဲ့ဒီတော့ကိုရထားတဲ့ကီးလေးတွေကိုရထားတဲ့ဝမ်းချင်းလေးတွေနော်ကိုကြိုက်နေတဲ့ break ကလေးတွေနဲ့ဒီမှာရင်တွေ့ထားတာလေးတွေကိုပြောပေးထားတာလေးတွေနဲ့ဆက်ပြီးတော့ပေါက်ကနန်းကိုတွေးကြပါနှစ်ကွန် break ကိုဒီမှာ1ရဲ့6ရဲ့ပေါင်းခွန်1ရဲ့6ရဲ့ပေါင်းခွန်နှစ် break ကြာမှာမနေ့မကြာရင်ညနေကြာမှာတောက်ကြနေညနေမှာနှစ်ခွန် break နော်ကြာနည်းနည်းလေးကစ်လိုက်တယ်မကြာဘူး6လေးဆိုဖြစ်သွားတယ်နော်အဲ့တော့အဲ့တရဖောက်တဲ့အပေါ်မှာနည်းနည်းလေးကျွေးထားတယ်အဲ့ဒီအတွက်နှစ်ခွန် break ပြန်လာပြန်ပြီဘယ်လိုလုပ်မလဲဟိုဘက်ကိုတွေးပါဒီမှာကျင်းတည်တဲ့ break ကို break ရှိပါတယ်ခွန်တစ်လုံးဟာ only one ကြိုက်နေတဲ့ခွန်နော်ဒီမှာထွက်သွားတယ်ဒါပေမဲ့ထွက်ပါလေဦးမယ်ဒီမှာလဲ4တလုံးအပိုင်ပြောပါတယ်နော်4တလုံးအပိုင်ပြောတယ်အဲ့ဒီနေ့မှာဆိုရင်ပျောက်နေတဲ့ကဏ္ဍ4လုံးရှိပါတယ်3ည3 4 9နော်အဲ့ဒီထဲမှာ4တလုံးဆွဲထုတ်ပြီးသွားတာအကြောင်းရှိလို့ဆွဲထုတ်တာပါဒါကိုယ့်ရဲ့အိမ်မက်နမိတ်ရထုတ်ပေးလိုက်တာ4တလုံးอ่ะအဲ့ဒီ4ကိုထင်တာ40ပါလုံးဝ main တင်ထိုးတဲ့ကဏ္ဍ40ပါဒီတစ်ပတ်မှာမကြဘဲနဲ့ဒီချက်မှာလာကြတယ်အဲ့ဒီကိုကောက်ထားတဲ့နမိတ်အတိုင်း439အဲ့ဒီ3လုံးအပြီးပါဒါကြောင့်မလို့ဒီမှာနှစ်ခွန်ပရိမထွက်ပေမဲ့ကိုဒီမှာရပါတယ်ဒီမှာ4တလုံးအပိုင်ပေးပါတယ်ဒီခွန်ကလည်းမနေ့ကပြောခြင်းမနေ့ကပြောခြင်းပေမဲ့ခြေနေရလုံးဝမအားတဲ့အတွက်မပြောရပါဘူးဒါပေမဲ့သူကကိုကောက်ထားတာဆက်လာအောင်မယ်ထင်ပါတယ်ဒီထဲတစ်ခွက်အနေလေးတော့မလိုက်နဲ့သူ့ရဲ့အားသာချက်တစ်ခုကတနင်္လာအဖွင့်နေ့မှာဘာလို့ပေးတာလဲဆိုတော့နော်ပြောထပ်ရှင်းပြပေးမယ်တနင်္လာအဖွင့်နေ့ညနေကနန်းဟာ4ပြိတ်ဖြစ်ထားလို့ရှင်အောက်မှာခွန်1ခွန်4ဆိုတဲ့နှစ်ကွက်ထဲကတစ်ကွက်လာပါတယ်အဲ့တော့တိုက်ဆိုင်နေပါတယ်ဒါဟာအောက်3ရက်မှာလိုက်ရမယ်ကနန်းလေးပါနော်ဒါကတော့နောက်ရက်ဒီမအားလို့ဗီဒီယိုမတက်ဖြစ်ဘူးဆိုရင်ဒီပြောထားတာလေးတွေကြံနေတာလေးတွေကိုကျင့်ကြံပြီးလုပ်ပါထိုးပါနောက်ကြတော့တစ်တုံညာထွက်ပြီးလို့ရှိရင်ပေဒံတစ်ခုရှိတယ်အဲ့ဒီပေဒံနဲ့ကပြန်ကြကနန်းလေးဖြစ်တဲ့56ကိုပြောပေးထားတာနော်ကိုယ့်ရဲ့အသက်က56နှစ်လို့ပြောထားတယ်အဲ့ဒါကိုကြိုက်လို့ပြောတာအဲ့ဒီ30ရဲ့ပေဒံလေးကဒီမှာနည်းနည်းလေးတွဲလို့ရအောင်30ဆိုတော့1တုံညာ1ပါဝါ6 1နှစ်ဖက်8 168ကိုတုံညာ5ခွန်ကီးနေပါဒါကြောင့်မလို့ဒီမှာကီးပြီးဖြစ်တဲ့56ကိုပြောထားခဲ့တာပါโอเคအားလုံးပဲကံကောင်းကြပါစေအားလုံးဘိုင်ဘိုင်နော်